တုန်းကဆိုလို့ရှိရင်ဒီကျွန်တော်လမ်းတွေမှာပန်းခြံတွေမှာပိုကီမွန် Go ကိုစော့နေကြလူငယ်အများစုကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ AR gaming တွေအကြောင်းကျွန်တော်လေ့လာကြည့်အောင် AR gaming တွေထဲမှာကျွန်တော်တို့လုံးဝနာမည်ကြီး game တစ်ခုဖြစ်တယ်ပိုကီမွန်အကြောင်းကျွန်တော်နည်းနည်းလေးပြောပြပေးမယ်ပိုကီမွန် Go ကကျွန်တော်တို့နာမည်ကြီးတာဖြစ်တယ်ဆိုကျွန်တော်အခုတည်းလည်းမိတ်ဆက်ပေးနေတော့ဒါပေမဲ့သူက AR gaming ဖြစ်တဲ့အတွက်ကျွန်တော်သူ့အကြောင်းလေးကျွန်တော်နည်းနည်းလေးရှင်းပြပေးခြင်းပါပိုကီမွန် Go ကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံ2016လောက်ကရောက်ရှိလာပြီးတော့ကျွန်တော်တို့စုလေဖျားတို့မဟာဗန္ဓုလလမ်းတွေပေါ်မှာပါကျွန်တော်လူငယ်တွေဖြစ်တယ်20ကျော်ကနေ30အတွင်းလူငယ်တွေကပါကျွန်တော်ပိုကီမွန် Go ကိုဖုန်းတွေကနေတစ်ဆင့်စော့လာကြရဲအဲ့ခေတ်တုန်းကဆိုလို့ရှိရင်ဒီကျွန်တော်လမ်းတွေမှာပန်းခြံတွေမှာပိုကီမွန် Go ကိုစော့နေကြလူငယ်အများစုကိုတွေ့ရမှာဖြစ်ပါတယ်ပိုကီမွန် Go ကဘယ်လောက်ထိနာမည်ကြီးလဲဆိုတော့ social media တွေမှာပါtrend တစ်ခုအနေနဲ့လူတိုင်းကစော့လောက်တဲ့အထိကိုနာမည်ကြီးလာပါတယ်